要回来的话，所以就过上我，伢来的要回来的要龙王说过上。好一买包水回来讲过，回边来那里好一买包水回来回过，好一买包水回来回。မဟုတ်မမှန်နဲ့လက်တွေမှန်မှန်ဆွဲဖို့လို့မရသေးဘူးဟုတ်တဲ့မှန်နဲ့ကိုမူလာကိုပြန်ပြီးဆွဲဖို့လိုက်ဘယ်လဲညာလဲနှစ်ဖက်လုံးဆွဲဖို့ပါဘယ်ညာနှစ်ဖက်လုံးဆွဲဖို့လဲခိုင်ချမ်းချမ်းကိုလိုက်ကြပါခိုင်ချမ်းချမ်းကိုလိုက်ကြဒီရမကအစတရားတို့ပြီးတော့ဟုတ်တယ်မှန်တယ်လည်းသူဆွဲဖို့လိုက်တယ်ဒီရမကအစတရားတို့ဟုတ်တယ်မှန်တယ်လည်းသူဆွဲဖို့လိုက်တယ်ခါရကန်ရှင်စနေသားစိတ်ညမဖြစ်စေမင်းတို့ကလာကိုလိုက်တယ်စီလိုစီပေါက်ပြီးတော့ရှိတာဒီလိုပါလို့ဆောင်းနေတယ်အဲ့ဒါဘယ်လိုယူလဲတိုင်းပါဆွေမလားဘုံမလားဒီနေတော့ချစ်လို့ခင်လို့လာရောက်ဆောင်းလျှောက်တဲ့ဆောင်းလျှောက်ဆိုရင်အဲ့ဆောင်းလျှောက်ကိုကူလာပူပြန်လာတဲ့ဆောင်းလျှောက်မှန်အဲ့ကူးထားတဲ့လက်တွေအောက်ဆုပ်လို့ချလိုက်ဆွဲချလိုက်တယ်ချစ်လို့ခင်လို့ဆောင်းလျှောက်တဲ့ဆောင်းလျှောက်မှန်ကူလာပူပြန်နဲ့ဆွဲပြီးဆွဲချလိုက်ဒီမှာဘူရောဘူးနေပါရှိတယ်啱到ဒီမှာစားတယ်လို့ဆွဲချလိုက်တာခုနချက်ကလေးကရှိလာတာပါချက်ကလေးမချနဲ့နှစ်ဖက်လုံးဆွဲချလိုက်တာပေါ့ဘယ်လေးတည်းတက်နေမိတော့ငါလာရောက်ပြသတဲ့အဆောင်ချောက်တဲ့ဆောင်းဆောက်ငါကျလို့မတူဘူးတဲ့ဟဲ့လေအဲ့ဆောင်းချောက်တဲ့ဆောင်းချောက်အဲ့ဟိုတိုင်းမှာကျိုးပိုင်တွေကကျိုးနဲ့တုတ်တာမပြီးရကျိုးနဲ့တုတ်တာရုံးတွေကြက်တွေဆိုရဲကျိုးနဲ့တုတ်တာဘယ်အောင်မှလည်းဆက်ချင်ညအောင်သာသနာ့အောင်လည်းမိတယ်မိမေကမြတ်မရငါဖေးစကအာနာဒီပါကြီးငါစရာမိမရပဲနဲ့ခြေရွက်လက်ထပ်လို့ကောင်းတာမှကုတော်မှာတန်မြန်ဆယ်သက်ကြီးဖြစ်တယ်ဘယ်အောင်မှလည်းဆက်ချင်ညအောင်သာသနာ့အောင်လည်းမိလေးကမိတယ်မိမေကမြတ်မရငါဖေးစကအာနာဒီပါကြီးငါစရာပြောတာစီပြီးတော့မပြီးချင်းအဲ့ညမှာပဲရှိနေတယ်ဟုတ်ကဲ့有线的没有？这找了一下呀。是，是。这看哪里？你找个这个在哪里？我的多少亿？我那边交个过也不钱了。我朋友为了毛亿。伢一个一毛九。这我不要多，也没知道我好不多嘛。哎，我住的吃到澳门那边去了。မတော်စားကြီးသူ့ရဲ့ဆောင်းလျှောက်နေပါရဲ့ဟိုပုံနကလိုအလောက်ကလိုကြမ်းတမ်းတဲ့ဆောင်းနေလို့မင်းထခိုင်မင်းခိုင်အဲကြောင့်ပြောကကြီးပါရှိတဲ့ခါကျရင်အဲ့အောက်မှာမနေရဘူးရှိလားတချို့ကကြမ်းတမ်းတဲ့ဆောင်းနေရှိဟိုကြမ်းတမ်းတဲ့ဆောင်းကျအောက်မှာနေတဲ့လူထပ်ပြီးတော့ကန်တယ်အဲကြောင့်မနေရမှတ်တယ်ဘယ်စရာကြီးအဲ့လိုစစ်နေနေကွာအောက်မှာဘယ်တော့မှမနေနဲ့ဒီလိုဘေးပဲညမှာနေရပွနေတူဒီနေ့တိုင်းသုံးချမ်းတော့ခါမှာသုံးချမ်းတဲ့တို့ကြအွန်လိုင်းနဲ့အင်းနိုင်နေတာလည်းမြတ်တော့အရင်ကပေါ့ဆရာကောက်ဆိုရရနာတက်အင်းနိုင်စင်းနိုင်တဲ့ကျွေးတဲ့ကြောင်တက်ကြော်နေကြ။နောက်ပြန်တော့မဆင်းရဘူးကကနဲ့ဇောကနီကာဝနီကိုကြီးတို့90ကိုကြီး40လေးမျိုးသုံးမျိုးပိတ်တာမိတ်စာအွန်လိုင်းအိတ်ကလေးလုံးအစိုက်ပြီးတော့မိတ်စာဆိုမိတ်စာဆက်တော့တိုက်ရက်ဆက်တွေဒီမှာပေါ့ငါဆယ်လောက်မှတူးထုတ်ကြတာ။ခိုက်လာလား။ရောက်တာမှအင်းတိုင်းသုံးချမ်းတော့ဘယ်နည်းဘယ်ကြီးညာကြီးမှချုပ်တာဘယ်မှမဆက်ချင်အာနာသာသနာတော့မင်းတို့ကမိခင်အနေနဲ့မြတ်မရငါ့ဘေးကအာနာဒီပါကြီးငါဆရာထုတ်ထားပြီးဆိုတော့ခြေလက်လက်တော့လည်းခေါင်းတော်ကကိုယ်တော်ကတန်ပြန်ဆယ်လက်ပြီးငါဆရာကိုယ်စစ်သေးတဲ့အချိန်မှာတိတိကျကျမှန်မှန်လာရောက်စစ်သေးတယ်အမိမနာကဆိုတော့တန်ပြန်ဆယ်လက်ဆရာငါ့ကြီးနဲ့ထက်ချင်အာနာသာသနာတော့မင်းတို့ကမိခင်အနေနဲ့မြတ်တို့ကအမိရငါ့ဘေးကအာနာဒီပါကြီးပြီးကြမှန်ကန်လာလို့စစ်သေးတာရေလိုကြီးတန်းနေနေ
ဒီကနေ့က32တောင်မှာသုံးလိုက်နေတဲ့တုံးတရားပူဇော်ဖန်နောက်ဆက်ထိုင်ဟာညာရီတုံးထုတ်ကြတာနော်ဒီမှာဒီကနေ့က32တောင်မှာသုံးလိုက်နေတဲ့တုံးတရားပူဇော်ဖန်နောက်ဆက်ထိုင်ညာရီတုံးထုတ်ကြတာနော်ဒီနေ့က32တောင်ခဏမှာနတ်တိုက်နေတဲ့တုံးတရားပူဇော်ဖန်နောက်ရတာရှိရင်ညာရီတုံးထုတ်ကြတာနော်နတ်တိုက်နေတဲ့တုံးတရားပူဇော်ဖန်နောက်ဆက်တာရှိရင်ဟာညာရီတုံးထုတ်ကြတာနော်ဒီနေ့က32တောင်ခဏမှာကဝေဇက်ကိုလိုက်နေတာပြည်သားဖန်နောက်ချက်ထားခြင်းဘယ်ရည်တုံးချုပ်ပြတ်တာကဝေဇက်ကိုလိုက်နေရှိရမိုင်းဘယ်ရည်လုံးဝတုံးချုပ်ပြတ်တာမိစ္ဆာဆိုမိစ္ဆာဆက်တယ်မှာဟိုက်အဲ့ဒီသားရဲ့ဒီမျက်စိနှစ်ဖက်မှာချုပ်ထားလိုက်ပေါ့ဘယ်ဟာမှလည်းဖြတ်တယ်နော်ဘာမှမဖြစ်ဘူးဒီလိုမျိုးတော့မဟုတ်ကြအောင်ကြည့်နိုင်တိုက်ရရှိရမိုင်းဘယ်ရည်တုံးချုပ်ပြတ်တာလဲကဝေဇက်ကိုလိုက်နေရှိရမိုင်းဘယ်ရည်တုံးချုပ်ပြတ်တာဒီက32နာခါမှာကဝေဇက်ကိုလိုက်ကိုအထောက်ဆက်နေရှိရမိုင်းညာကြီးတုံးချုပ်ပြတ်တာကဝေဇက်ကိုလိုက်ရှိရမိုင်းညာကြီးတုံးချုပ်ပြတ်တာဒီက32နာခါမှာရွာသူရွာလူတက်နေရှိရမိုင်းညာကြီးတုံးချုပ်ပြတ်တာရွာသူရွာလူတက်နေရှိရမိုင်းပေါင်းရင်ဒုတိယခြေလုံးရှိပါလုံးဝတပြေးရခန့်အောင်ကတ်တာလေစင်မိုင်းကြီးကကြောက်ပြီးတော့တုံးချုပ်ပြတ်နေတာညာကြီးမရွာသူတက်နေရှိရမိုင်းတုံးပြီးချုပ်ပြတ်ကတ်တာညာကြီးတုံးချုပ်ပြတ်ဒီက32နာခါမှာအောင်လန်းဆိုအောင်လန်းတက်နေရှိရမိုင်းညာကြီးတုံးချုပ်ပြတ်အောင်လန်းဆိုအောင်လန်းတက်နေရှိရမိုင်းညာကြီးလုံးဝတုံးချုပ်ပြတ်တာတုံးလန်းလေဒီကနေထိုင်တော့ဥယျာဉ်ချမ်းမှာအင်းတက်ကြီးရှိရမှညာကြီးတုံးချုပ်ပြောကြတာဒီနေထိုင်တော့ဥယျာဉ်ချမ်းမှာအင်းတက်ကြီးရှိရမှညာကြီးတုံးချုပ်ပြောကြတာဒီနေထိုင်တော့ဥယျာဉ်ချမ်းမှာမြေတက်ကြီးတစ်ခုရှိရမှညာကြီးလုံးဝတုံးချုပ်ပြောကြတာမြေတက်ကြီးရှိရမှညာကြီးလုံးဝကျင်းပြတဲ့တရားတဲ့ကောင်ကတ်တာဒီနေ32နာခန္ဓာမှာလက်ညှိုးတို့ဖနောက်တော့အင်ကြီးတောက်ခေါက်ခြေရာကောက်တဲ့တစ်ခုရှိရမှညာကြီးတုံးချုပ်ပြောကြတာလက်ညှိုးတို့ဖနောက်ဆောင်အင်ကြီးတောက်ခေါက်ခြေရာကောက်တဲ့ခုရှိရမှန်ညာကြီးတုံးချုပ်ကြတာဟုတ်လားဒီက32တော့ရုပ်တိုက်တစ်ခုရှိရမှန်ညာကြီးတုံးချုပ်ကြဒီနေရရုပ်ကိုယူပြီးတော့တိုက်တဲ့အတိုက်တစ်ခုရှိရမှန်ညာကြီးတုံးချုပ်ကြတာနတ်တိုက်တစ်ခုရှိရမှန်ဘယ်ကြီးတုံးချုပ်ကြတာနိုင်တိုက်တစ်ခုရှိရမယ်ဘယ်ကြီးတုံးချုပ်ကြတာဒီနေရာနံယူပြီးတော့တိုက်ကြတာနံတိုက်တစ်ခုရှိရမယ်ညာကြီးတုံးဘယ်ကြီးတုံးချုပ်ကြတာဒီနေရာ32နာခန္ဓာမှာဓာတ်တိုက်တစ်ခုရှိရမယ်ညာကြီးတုံးချုပ်ကြတာဓာတ်ညာကြီးဒီနေရာ32နာမှာအဘိယဝဖာယဝတိုက်ကြီးရှိရမယ်အဖယဝတိုက်ကြီးရမယ်ညာကြီးတုံးချုပ်ကြတာအဖယောအတိုက်ကြီးရှိရမှန်ညာရည်တုံးချုပ်ကြတာအမိယောအတိုက်ကြီးရှိရမှန်ဘယ်ရည်တုံးချုပ်ကြတာအမိယောအတိုက်ရှိရမှန်ပေါင်းရင်ဒုတိယခြေလုံးရှိတော့လုံးဝကျမ်းမြင့်တဲ့တပြေးတဲ့ကန့်အောင်ကတာပါစင်မိုင်းနဲ့ဆရာကပြီးတော့တုတ်ပြီးချုပ်တော့နင်းပြတာလေဟုတ်တယ်အမိယောအတိုက်ကြီးရှိရမှန်လုံးဝအဲ့ဘယ်ကြီးကွာဒီနေတာစနေတာအားနဲ့မအောင်မလို့မရစင်မိုင်းနဲ့တကောင်အားနဲ့မရအကောင်20အားနဲ့နေနေတာလုံးဝတုံးချုပ်တော့နေတာအဲ့နက်တိုက်ရှိရမှန်းတုံးချုပ်နေမှာမိယူရတိုက်မအဲ့အမိယူကနဂရိုင်းမယ်တော့ဆိုရင်ဖက်ကလေးလို့ခေါ်လိုက်စမ်းပေါ့နဂရိုင်းမိုင်ဖက်လေးလို့ခေါ်လိုက်နဂရိုင်းမိုင်တုံးချုပ်ရတာဖတ်လာတယ်အဲ့နဂရိုင်းကိုအောင်လန်းကတုံးပြီးချုပ်ပြီးခိုင်းတာရှိအောင်လန်းကတုံးပြီးချုပ်ပြီးခိုင်းတာမှန်တုံးပြီးချုပ်ပြီးတော့ကတ်တာရှိအောင်လန်းကတုံးပြီးချုပ်ပြီးခိုင်းတာမှန်လုံးဝတုံးပြီးချုပ်ပြီးတော့ကတ်လိုက်ရမှာတပည့်ဟိုရောက်ပါပြီဟိုရင်မှန်စင်မိုင်းကြီးကအဲ့အောင်လန်းကလုပ်ထားတာမှန်အောင်လန်းမင်းကကြောက်တာပဲအောင်လန်းကမင်းကိုလာပြီးနေထားတယ်မင်းစင်မိုင်းကြီးကအောင်လန်းဦးကောင်းအောင်ဆင်နဲ့အကောင်20အားနဲ့နေမိမ့်မှာမ
အဲ့အော်လန်းကမင်းအဲ့အမိယူရနဲ့တုတ်ချုပ်ပြီးခိုင်းတာဤနေတိုင်းမိသားစုမကျင်တဲ့လို့တိုက်ကြတာမှန်တယ်ဒီနေတိုင်းမိခင်ကိုမကျင်တဲ့လို့တိုက်ကြတာမှန်တယ်ကတ်တာဖခင်ကိုမကျင်တဲ့လို့တိုက်ကြတာမိခင်ကိုမကျင်တဲ့လို့တိုက်ကြတာမှန်လုံးဝမလို့ကြောက်လို့မရသေးတော့မအဲ့မိခင်ကမင်းနဲ့ရန်ညိုးကြီးလို့မင်းကိုယ်တိုင်တိုက်ကြတာမင်းကိုယ်တိုင်အတက်ပညာတက်လို့မင်းကိုယ်တိုင်ရန်ညိုးကြီးလို့တိုက်ကြတာပဲသူကတ်တာမဟုတ်ဘူးမင်းအောင်အခါချင်းကိုပြီးလာရောက်ခိုင်းတာကိုဖက်ကလေးပို့လာတယ်မင်းကိုယ်တိုင်တက်လို့လောက်တာမှန်ဖက်ကလေးပို့လာရအစရလို့ပေါ့အစရလို့ဒီတမကတူပို့လိုက်တာဒီနေသားသုံးကနရခန္ဓာမှာအဲ့ရွယ်လာရောက်ပြီးတော့ပြတာညာအောက်လန်းဤနေသားပြင်ဤသားရဲ့မိသားစုမှာပါတိုက်ထားတဲ့အတိုက်ရှိသေးတာမှန်တယ်မိသားစုကတိုက်ထားတာမှန်တယ်အဲ့ညာကြီးလုံးဝတူဆိုတယ်ဒီနေသားနဲ့ပတ်သက်တော့မိသားစုရဲ့မှာပါအတိုက်ရှိသေးတာမှန်ညာကြီးလုံးဝတုတ်ပြီးချုပ်ပြကြတာမှန်ဒီသားစနေသားအားနဲ့အောင်ကြွလို့မရတယ်ကွာစီမိုင်းကြီးကကူပြီးတော့တုတ်ပြီးချုပ်နေနေတာလေအဲ့ဒီအတိုက်ကအမေကြီးမရှိနေတာမှန်တုတ်ပြီးချုပ်ပြောတာအဖေကြီးမရှိနေတာမှန်ဖတ်လို့ပြောလိုက်အလိညာလာတော့ကြတိုင်းကြီးရောလောင်းနေအမေကြီးမှန်လုံးဝတုတ်ပြီးချုပ်ပြောတာလိုက်ကြပါမိသားစုတယ်နော်အားရတော်ချမ်းတာ呀တော့မတော့ရအဲ့ဒီတိုင်းမိခင်ပြုံဒီတိုင်းမိသားစု9ယောက်ထဲမှာပါကြီးရဲ့မကအဲ့မိတိုက်တဲ့အတိုက်တွေပြန့်နေနေတာရှိသေးပါလေဆရာမလိမ်ပေါင်းမညာဘူးကွာအောင်တော့မင်းကိုယ်တိုင်လာပြီးတော့အဲ့ညာကြီးတုံးချုပ်လို့နေဟာလေမင်းကိုယ်တိုင်တုံးချုပ်လို့နေဟာလေဒီကမှစကြလို့နေဟာလေဟောရင်မှဖက်ကလေးကိုပေါ်လိုက်ရကွာဟောရင်မှဖက်ကလေးကိုပေါ်လိုက်ရဟောရင်မှကလေးကိုပေါ်လိုက်လို့ဆရာမေးနေတယ်မင်းအဲ့လူကစစ်တာလားအဲ့ရောက်ပါနေဒီလိုက်ပါကြီးမရောက်မှာဆိုတော့ပါနေတယ်ဟိုမျက်နှာငယ်လေးနဲ့ကြည့်ရောသူတို့စစ်နေတာပါသူတို့မစစ်ချင်ဘူးဆိုတော့ဒီပဲလာရင်ဒီကိုလို့ပြောလိုက်ဟုတ်လားအဲ့ဒါဆို3ယောက်လောက်ဖြစ်သွားတယ်ဖော်ရဝိုင်းရမတော့ရကန်အဲ့ကိုဘာအောင်အဲ့အလုံးစမရှိခဲအဲ့အော်လိုင်းဆိုအော်လိုင်းအတိုက်ပြောင်းအဲ့အော်လိုင်းကအဲ့အမိဘပြောင်းတရေဆိုတရေစက်နေနဲ့ပါတိုက်ကြတာရှိရင်ဒီကနေနိုင်တော့အိမ်မှာတရေဆိုတရေစက်နေတိုက်ကြတာပါရှိရင်အဲ့ဘယ်ကြီးလုံးကတုံးထုတ်ကြတာလဲအလိန်ညာရင်ပြီးတယ်ဆိုလင်းညာရင်မင်းပြီးတော့ဟုံးတော့လောင်နေလို့တရေဆိုတရေစက်နေနဲ့ပါတိုက်ထားတာမှန်တရေတွေလွတ်ထားသေးတာမှန်အဲ့ဘယ်ကြီးပြီးတော့ပြကြတာမှန်အဲ့မင်းတို့ထားတဲ့တရေဘယ်နှကောင်လဲဆိုတော့900သိကျင်တော့ကွာရော2ကောင်ပါဆိုရင်ကတ်ထားလိုက်ကွာ3ကောင်ဆိုရင်ဖက်ကလေးကိုပို့လိုက်တယ်မှကြောက်2ကောင်ဆိုရင်လုံးဝကတ်ထားချမ်းပြနေတာသားတယ်3ကောင်ဆိုရင်လိန်ညာရင်မင်းနေရာ16ရောက်မင်းငါတညိုးထောက်တာမင်းကောင်ဖြစ်မင်းကောင်ရှိနေကြနေလေဟုတ်ကဲ့ပါတကယ်2ကောင်မှန်တုတ်ပြီးချုပ်ကတ်တာ3ကောင်ဆိုရင်ဖက်ကလေးကိုပို့လိုက်ကြမှကြောက်အဲ့2ကောင်လုံးထဲပါအဲ့တရေ2ကောင်ပြောအင်းတိုက်တွေပါရှိကြမှန်တုတ်ပြီးချုပ်ပြီးကတ်ထားလိုက်တာကွာမှဒါပဲလုံးနေပါဦးအင်းတိုက်တွေရှိရမှန်တုတ်ပြီးချုပ်ပြီးကတ်ထားတာကာလာအဲ့အော်လန်းပြုံကိုဝင်စက်တွေအော်လန်းပြုံအော်လန်းမှာအကူညီစက်တွေဒီတက်မကပါသေးတာရွာသူကပါသေးရမှန်တုတ်ပြီးထုတ်ကတာလေမှရွာသူမပေါ့အော်လန်းမင်းတယောက်တည်းတိုက်တာပါမှန်ပါလားဆရာမလိမ်ပါဘူးမညောင်းလို့တုတ်ပြီးထုတ်ကတာလေကဲအော်လန်းမင်းမိမလားယောက်ျားလားဆိုတော့ငါသိတယ်နော်ငါဆရာသိတယ်ကဲမင်းမိမဆိုရင်တုတ်ပြီးချုပ်လို့ကတ်တယ်ယောက်ျားဆိုရင်ဖက်ကလေးကိုပေါက်လိုက်တယ်မိမဆိုရင်ချမ်းပြင်းနဲ့တသားရကတာယောက်ျားဆိုရင်ဖက်လေးကိုပေါက်လိုက်တယ်မရကဲမင်းအော်လန်းမိမမင်းရဲ့ဆက်ဘယ်လောက်ရှိလဲဆိုတော့ငါဆရာသိတယ်နော်မင်းကိုယ်တိုင်လာပြီးအဲ့ခြေပြားမ
မင်းကိုယ်တိုင်လာပြီးတော့နေနေတယ်ခြေရောလုံးဝကျိုးနေအမိမနာငယ်လှန်ပိုင်းကြီးကပြီးတော့လှန်နဲ့ထောက်တာလန်ကြားတွေကိုလှန်နဲ့ထောက်တာမီးတောက်နေတာလှန်နဲ့ထောက်တာအမိမနာငယ်လန်ကြားတွေကိုလှန်နဲ့ပို့မင်းစားဘလောက်ကောင်းလဲဆိုတော့သိတယ်မင်းကိုယ်တိုင်လာပြီးတော့တုံးချုပ်ကနေရတယ်ခြေပြားတွေကလုံးဝကြာနေအောင်နေလိုက်တာမင်းစားဘလောက်ကောင်းလဲဆိုတော့ငါသိတယ်ခြေပြားတွေကခြေကိုကြာနေအောင်နေလိုက်တာခန်းချမ်းချမ်းနေတာခန်းချမ်းချမ်းနေလိုက်ကြအောင်လေဒီတော့ကတိုးပြီးနေလိုက်တာခန်းချမ်းချမ်းနေမင်းစားဘလောက်ရှိလဲဆိုတော့သိတယ်စားရှိရတာနဲ့လိန်ညာခဲ့ဟိုမှာနှာပိုင်းကြီးကလှန်ထောက်တာနန်ချောင်းကိုထောက်တာနန်ချောင်းကိုထောက်တာမင်းစားဘလောက်ကောင်းလဲဆိုတော့သိတယ်ဆွပြောလူပါအောက်ဒီပါရင်ပါပလိစီဆွဲတာမင်းစားဘလောက်ကောင်းလဲဆိုတော့ငါစီကသိတယ်ဆွဲမှာဒီတော့ကဆွဲလိုက်တဲ့ညလူပါပြင်ပြလိုက်ပါရင်ပါပါလေမင်းစားကောင်းဘလောက်ကောင်းလဲဆိုတော့ငါသိတယ်ဆွဲတာဆွဲရလိုက်တော့မှာပေါ့ဒီတော့ကဆွဲနိုင်ဆွဲလိုက်ကြဟိုမှန်ပုံမှန်နိုင်ပြန်နေတာဒီကပုံမှန်နိုင်ပြန်ဖြစ်လိုက်တာကျော်ကျော်ကျော်အဲ့လိုမဆေးဘူးဟုတ်ပြီကဲအော်လာမိမမင်းနဲ့ဆရာနဲ့ဆွေးနွေးကြရှိတယ်ဒီနေသားနဲ့ပတ်သက်ပြီးတော့ကဲမင်းဆရာကောင်းလာပါမယ်ဆိုမင်းတုတ်ပြီးချုပ်ပြီးတော့အဲ့ဘဲချင်းမှာတုတ်ပြီးချုပ်ပြီးတော့ကတ်ထားရတယ်ဆရာကောင်းမင်းလာပါမယ်ဆရာနဲ့ဆွေးနွေးပါမယ်ဆိုတုတ်ပြီးချုပ်ပြီးတော့ကတ်ထားရတယ်အော်လာမိမတုတ်ပြီးချုပ်ပြီးကတ်ထားရတယ်မငါဆရာ၃ချိန်၃ကမင်းကိုမေးမယ်ဆရာနဲ့လာပြီးတော့ဆွေးနွေးပါမယ်ဆိုရင်တုတ်ပြီးချုပ်ပြီးတော့ကတ်ထားလိုက်ရတယ်ကျမ်းမြန်တဲ့ကတ်ထားတယ်ဆရာနဲ့လာပြီးတော့ဆွေးနွေးပါမယ်ဆရာရဲ့အေကံမှန်ဆိုရင်လုံးဝကျမ်းမြန်တဲ့ထားနဲ့ကတ်ထားလိုက်တာဟုတ်ပြီကဲ၃ချိန်၃ကပြည့်သွားပြီဟုတ်ပြီဆရာနဲ့လာရောက်ဆွေးနွေးပါမယ်ခလေးကိုပို့လိုက်တော့ဟုတ်ပြီကဲမင်းကလေးနဲ့မင်းဆရာကြီးကိုမလာရောက်ခဲ့သည်ရှိတော့မင်းဒီပြီးပြီးတော့မလာရောက်ခဲ့သည်ရှိတော့မင်းရဲ့အတက်ပညာတဲ့ဘူးပညာတဲ့စက်တွေမှန်တယ်ရောက်ကအပိုင်းပိုင်းတစ်တစ်ပြက်ပဲလွင်းစီကြည်စီပြက်စီထွက်စီအတက်ပညာတွေအကုန်ပြက်စီးစေရမယ်ငါဆရာနဲ့လာရောက်ဆွေးနွေးပါကဒီလေမင်းပညာရဲ့နဲ့မင်းလှုပ်ရှားနိုင်တယ်လေမင်းတို့တိုင်းနဲ့မင်းတို့ကမင်းတို့အတက်ပညာနဲ့မင်းတို့ရှိနေလေဆရာမင်းကိုမနာခံမဲ့မင်းလာရောက်ဆရာနဲ့မဆွေးနွေးခဲ့သည်ဆိုတော့မင်းပညာတဲ့ဘူးပညာတဲ့စက်တွေပညာတဲ့ကျိုးမှာအပိုင်းပိုင်းတစ်တစ်ပြက်ပြီးတော့စက်ကြပါဆရာအပိုင်းပိုင်းနဲ့လွင့်စီကြည်စီပြက်စီထွက်စီဆရာအမိန့်ပေးတာဆရာအမိန့်ကိုမင်းကြားနိုင်မြင်နိုင်သိနိုင်ပြီလေကဲဆရာအမိန့်ကိုကြားတယ်မြင်တယ်သိတယ်ဆရာရဲ့ခေါင်းတော်လာပါမယ်ဆိုဖက်ကလေးကိုပို့လိုက်တယ်ဒီတော့ကစရတို့ကြီးပို့လိုက်တာဒီက32ခန္ဓာမှာအဲ့ဒီအော်လန်းဆိုအော်လန်းတိုက်တွေအပြင်မွေးရပါတိုက်ဆိုင်တခုခုရှိရမှန်းငါကျတော့မတုံးချုပ်ကြတယ်မွေးရပါတိုက်ဆိုင်ရှိရမှန်းဟိုက်ညာရည်တခုချုပ်ကတ်ထားတယ်မှရောမွေးရပါတိုက်ဆိုင်အေးကမှန်ရှိမှကအလိညာလာကိုပြတာရင်ရောမီးစက်တွေရောကွာလောင်နေလေမွေးရပါတိုက်ဆိုင်မှန်ပါတယ်ဆရာကြီးဆိုရင်လုံးဝတုံးချုပ်မြင်နေတာကြတယ်မှဒီစနေသားအားနဲ့တော့မလို့မရသေးတော့ကွာတိုက်ရှိတာမှန်လုံးဝကျမ်းမြင်တဲ့ပြေးတဲ့ကတ်နေပြီလေကွာခြေထောက်တွေကအောက်ခြေပြားတွေကအောက်လုံးဝကတ်နေပြီလေခြေပြားတွေကကျိုးကြပြီးတော့ကတ်နေပြီလေကွာမင်းတို့ကလည်းလမ်းနေလမ်းရောက်တိုက်ကမင်းတို့ကရောက်လာပြီလားမိုက်ကဲအဲ့တိုက်ဆက်ကလာပြတဲ့တိုက်ဆက်ကဘာတိုက်လဲဆိုတော့ငါဆရာသိမှာဟိုကဘလူးတိုက်မှန်တုတ်ပြီးချုပ်ကတ်ထားတယ်မဘလူးတိုင်းမှန်ဒီထဲမှာအစတရားတို့ကတ်ထားတယ်အလိညာလောက်ပြတိုင်းမီးစက်တွေပေါ့လောင်နေလေကလတိုင်းမှန်တုံပြီးချုပ်ပြောကတ်ထားတယ်ရကလတိုင်းမဟုတ်ဘူးတရားရဲ့မလိဘူးမညာဘူးနဂတိုက်ကမှန်လုံးဝပြီးချုပ်ကတ်ထားတယ်ရမနဂတိုက်ကမှန်ရောက်ခြေပြားတွေကလုံးဝအောက်လုံးဝကျိုးကြနေအောင်မင်းတို့ဝင်လာနေလိုက်ကြပေါ့ခြေပြားတွေကလုံးဝကျိုးကြနေအောင်လာနေလိုက်ကြပေါ့ရပါဟုတ်ပြီအဲ့နဂတိုက်ကမင်းတို့ဒီနေသားနဲ့တော်ဆက်ခဲ့တာဒီနေသားကနဂတိုက်ကနေပဲအနှစ်ချုံနဲ့ထွက်လာတာပါဆိုရင်အနှစ်ချုံနဲ့ထွက်လာပါဆရာရဲ့မလိမ္မာမှုကြောင့်ပါလို့ဖက်ကလေးကိုပို့လိုက်တယ်ကွာနှစ်ချုံနဲ့ထွက်လာမှန်ဖက်ကလေးကိုပို့လိုက်တာအဲ့အသက်နှစ်ချုံကအင်းနေသားအသက်20နဲ့ထွက်လာခဲ့တာဆိုရင်တုတ်ပြီးချုပ်ပဲကတ်ထားတယ်
မဟုတ်ဘူးဆိုရင်ဖက်ကလေးကိုခေါ်လိုက်တယ်မအသက်20နဲ့ထွက်လာတာပါဆရာရဲ့အသက်20နဲ့ဂိမ်းပြီးတော့ထွက်လာတာပါအေကန်မှန်ပါဆိုရင်လုံးဝတုံ့ချုပ်လို့ကတ်တာအားနဲ့အောင်မလို့ရတယ်ကဲအရင်ဘွားအင်းနေတာအဲ့ဒါဆိုမင်းတို့နဲ့ဘလို့တော်ဆက်ခဲ့ရတယ်ဆိုတာဆရာသိချင်တယ်မင်းတို့ရဲ့မောင်မိုင်တို့ညီတို့မောင်မိုင်အဲ့ညာကြီးတုံ့ချုပ်လို့ကတ်တာကြီးညမမိုင်တုံ့ချုပ်လို့ကတ်တာကြီးညမမိုင်ဒီမှာစကြတုံးကတ်တာကြီးအလိန်ညာမင်းတို့စက်ကြောင့်မင်းတို့တော့လောင်နေပြီလို့မကဲအရင်ကညီမတော်မှန်ပါတယ်ဆိုဆရာမလိမ်ပါဘူးမညာပါဘူးမှန်ဖက်ကလေးကိုပို့လိုက်တယ်မှာဆက်တာလို့ငါအိုးတန်20ပဲပြကြတာနော်20သေးလိမ့်မယ်20ရလိမ့်မယ်55ငါနေမလို့ဟုတ်ပြီလဲဟုတ်ပြီမင်းတို့တိုက်ကနေဘူးလာပြတဲ့မင်းဘလို့ဟုတ်တယ်ဘလို့ဆက်တယ်ဒီနေသားနဲ့ဘလို့တော့ဆက်အရင်ဘွားကဘလို့တော့ဆက်တယ်ဆိုတော့ငါစီကသိအရင်ဘွားကမင်းအမတော်အမှန်တုံပြီးထုတ်လို့ကတ်ထားတယ်အခုတော့ဆိုရင်ဖက်ကလေးကိုပို့လိုက်တာမရောအလိညာလာပြန်ရင်ရောမင်း20ကျော်မီးုံတော့မလိမ်အောင်မညာအောင်လို့တုံပြီးထုတ်ကတ်ထားကဲအမတော်ကလာပြတာလားဒီဟုတ်ကဲအဲ့အမတော်ဆိုတော့ကောင်အမတော်ဆိုတာအဲ့အမတော်ဆရာနဲ့မင်းဆရာနဲ့ဆွေးနွေးမယ်ကဲဆရာနဲ့ဆွေးနွေးတာလာပါမယ်ဆိုတုံပြီးချုပ်လို့ကတ်ထားပြီမဒီနေ့ကပတ်သက်ပြီးတော့ဆရာနဲ့ဆွေးနွေးပါမယ်ဆိုရင်တုံပြီးချုပ်ပြီးတော့ကတ်ထားရတာစတရားမကတသိန်းကတူကတ်ထားရတာမျိုးဆရာ3ချိန်3ခါပြီးမယ်ဆရာနဲ့လာပြီးတော့ဆွေးနွေးပါမယ်ဆရာကြီးကိုတုံပြီးချုပ်လို့ကတ်ထားရမဆရာနဲ့လာပြီးတော့ဆွေးနွေးပါမယ်ဆိုရင်နောက်ဆုံးချိန်3ချိန်3ခါပြည့်နောက်ဆုံးချိန်မေးမယ်ဆရာနဲ့လာပြီးတော့ဆရာနဲ့ဆွေးနွေးပါမယ်ဆိုရင်တုံပြီးချုပ်ပြီးတော့ကတ်ထားရတယ်ဆရာခေါ်တော့မလာခဲ့သည်ရှိတော့မင်းရောဤနေတာနဲ့ပတ်သက်တော့ကြောက်ရွံ့လို့မှန်မြအပိုင်းပိုင်းတိတိပြည့်လွင်းစီကြည်ပြည့်စီထွက်စေရမည်ကွာမိတ်နာခံပြီးတော့လာရောက်ဆွေးနွေးပါကမင်းတို့ဘူလာအကောင့်မကြီးပြန်ရှိနေပြီလေဖះမသူကြီးထက်စေရမြအာနာတာမောင်းနေတော့မိပြန်နေတော့မြမင်းနောက်လေအာနာဒီပါကြီးဤနေတာရဲ့30တော့အဲ့အတိုက်ကြီးပြုံးဝိုင်းတိုက်ကြီးရှိရမှန်းထိုင်ညာရီတို့ပြီးချုပ်လို့ကတ်ထားတယ်အဲ့တော့ကိုင်းရှိမင်းနေဝင်းရှိတယ်ရှိရအောင်ကိုင်းနေအများကြီးကဲအဲ့ဒီဝင်းငါးတဲ့ဆိုးသွားပြီကွင်းတိုက်ကြီးနဲ့တိုက်ထားတာမှန်ရင်ဖက်ကလေးလိုပို့လိုက်စမ်းကွာကွင်းတိုက်ကြီးကတိုက်ထားတာမှန်ဖက်ကလေးပို့လိုက်စမ်းကွာအဲ့ကွင်းတိုက်ကြီးကဘလူးတိုက်ထားတယ်ဟဲ့အောင်လန်းတိုက်ထားတာမှန်တုံးချုပ်ကတ်တာမအဲ့ဒီကွင်းရတရေနဲ့ခေါ်ပြီးတော့ငါဆရာဆုံးညာစစ်စစ်တဲ့တရေနှစ်ကောင်အဲ့ကွင်းရတရေတွေပါမှန်ဖက်ကလေးလိုပို့လိုက်ကြကွာဟောရင်မှန်တုံးပြီးချုပ်ကတ်တာလေကွင်းရတရေနဲ့တိုက်အဲ့ဒီတရားတွေပြောအဲ့ဒီတရားတွေဒီနေ့မကအတိုက်တစ်ခုခုရှိနေတာမှန်တုံးချုပ်လို့ကတ်ရတယ်မကြာအတိုက်တစ်ခုခုရှိနေတာမှန်ဒီနေ့မကစေတာတိုးရောကတ်ထားရတာဒီတိုက်တွေပြောတိုက်နဲ့တိုက်ရှိနေတယ်ဟုတ်ပါဒီရဲ့ငါကမိုက်ကိုစင်းနေလားဒါဒါလေးချက်ပေးတယ်ဒီတော့ဖတ်နေတော့ဝင်းတိုက်တွေပြောနေသားနေထိုင်တော့အဲ့ရွာတော်ရှင်လက်စင်တိုက်ကြီးရှိတာမှန်တုံပြီးချုပ်လို့ကတ်တယ်ရွာတော်ရှင်တိုက်ကိုမျိုးလက်စင်တိုက်ရှိရမှန်တုံပြီးချုပ်လို့ကတ်တယ်ကိုမျိုးလက်စင်တိုက်တွေပါကြည့်လို့ထားတာမှန်လုံးဝတုံပြီးချုပ်လို့ကတ်တယ်စုံလိုက်ရပါတော့ဟာဒီမရှိဘူးအဲ့ကိုမျိုးလက်စင်တိုက်တွေကဤနေသားမိသားစုနဲ့ပတ်သက်တဲ့အတိုက်ပါဆရာကြီးဤနေသားနဲ့မပတ်သက်ဘူးဤနေသားမိသားစုသူ့ရဲ့အမေနဲ့ပတ်သက်တော့အတိုက်တွေပါမှန်တုံးချုပ်ရောကတ်ရတယ်မဟုတ်ရင်မှန်ဖက်ကလေးကိုပို့လိုက်စမ်းပေါ့မင်းနဲ့ပတ်သက်မိမိပဇိုက်ပါကြမ်းဟိုကညကအွန်လိုင်းတိုက်ရှိတယ်အားကြောင့်ပြောတာပဇိုက်တွေပါကျန်းတန်းလို့လားတချို့တော့အဲကျန်းတန်းလို့မနာလို့ခင်းဖြစ်တာရှိတယ်မနာလို့ဒါမှမဟုတ်စီးပွားဥစ္စာချမ်းသာပြည့်စုံလို့ကွာတော့မနာလို့ရှိတယ်တချို့တော့အခုနင်းထိုင်နဲ့အခမ်းပေးခြင်းကတည်းကစကားမသိမမြတ်လို့ပါလို့အဲ့လိုရှိတယ်
အဲ့လိုရှိတယ် ငိုတော့ပါလား ဤနေသားနဲ့ပတ်သက်တဲ့ အဲ့ဒီဖတ် ဤနေသားနဲ့ပတ်သက်တဲ့ဤနေသားမိသားစုနဲ့ပတ်သက်တဲ့အတိုက်တွေဤနေသားမိသားစုနေသားနေထိုင်တဲ့အိမ်ခမ်းပြမှုသူနဲ့ပတ်သက်နေတဲ့အတိုက်တစ်ခုအတိုက်တွေမှန်ပြုလုပ်ထားတဲ့အတိုက်တွေမှန်ချုပ်ပြီးချုပ်လို့ကတ်တာ ဖိရ ဟုတ်ကဲ့မင်းတို့ကိုယ်တိုင်တက်လို့တိုက်ထားတဲ့အတိုက်ပါဆရာဘယ်ကောင်းဆောင်လို့ဖတ်လို့ပေါ်တယ် ဟုတ်ပြီဟုတ်ပြီ ဟုတ်ပြီ ဟေးဟိုဘက်တော့ရောမင်းဟိုဘက်တော့ရောဟေးဖေးသွားတယ်ဟေးအပြင်မထားနိုင်တော့ရော အဲ့ဒီအတိုက်တွေပြောဤနေသား ဟယ်လိုပြောဟယ်လို အိမ်တွင်းတိုက်တွေပါရှိသေးရမှန်းအိမ်တွင်းအုံနဲ့တိုက်ထားတဲ့အတိုက်တွေပါရှိသေးတယ်မှနေသားနေခိုင်းတော့အိုးအိမ်ချန်မျိုးပါဤနေသားပတ်သက်တော့မိသားစုပါအိမ်တွင်းတိုက်တွေပါရှိသေးတယ်မှယူကနတ်တွေနဲ့တကွယူကအမီယူကနတ်နဲ့တကွအိမ်တွင်းတိုက်တွေပါရှိသေးတယ်မှတုံ့ချုပ်ကြတာမှ ဟေးလို့ ပြောင်း အိမ်တွင်းမှာပေါင်းပြီးတော့တိုက်ထားတာမှတုံ့ချုပ်ကြတော့ကတ်ထားတယ်ညအိမ်တွင်းပြောအဖယူကတိုက်ပါမှလုံးဝတုံ့ချုပ်ကြကတ်ထားတယ်အဖယူကတိုက်ပါမှန်တယ်ဆိုဖကလေးပေါ့လားတော့မင်းတို့အင်းနဲ့ဒီကထုတ်ခိုင်းတာလေကဲအဲ့ဒီနေသားရဲ့အမိယူကအဖယူကတွေကအော်လိုင်းတုတ်ချုပ်ပြီးတော့ခိုင်းနိုင်တာမှန်ပါတယ်ဆိုရင်တုတ်ပြီးချုပ်ပြီးတော့ကတ်တာအော်လိုင်းတုတ်ချုပ်တာတုတ်ချုပ်ပြီးခိုင်းနိုင်တာချင်းမဟုတ်ဘူးမင်းကိုတိုင်မဲ့ကလောက်တာမှန်တယ်ဆိုရင်ဖက်ကလေးလိုပေါ့လိုက်မှရောက်တီးတီးကြကြအဖြူလိုချင်တယ်ဟောရမှန်ကတ်ထားမင်းတို့ကိုယ်တိုင်လောက်တာဆိုရင်ဖက်ကလေးလိုပေါ့မင်းတို့ကိုယ်တိုင်လောက်တာပါဆိုဖက်ကလေးကိုပေါ့လိုက်စမ်းအော်လန်တုတ်ချုပ်ခိုင်းနိုင်တာပါဆိုရင်ကတ်ထားမင်းတို့ကိုယ်တိုင်လည်းမကျင်တော့ဘူးအော်လန်နဲ့ပေါင်းပြီးတော့မင်းတို့ကိုယ်တိုင်လောက်တာတော့ပါဆိုတုတ်ချုပ်ကတ်ထားတယ်မှ sorry ပဲ ဟယ်လိုယူ မလဲပိုးပြရမင်းလည်းဟဲ့ ဒီနေတိုင်း ဟုတ်တယ် ဒီနေတိုင်းမိသားစုတွေပဲဒီနေတိုင်းမိသားစုတွေမှာ မင်းနောက်လာမမင်းတနာယူရတော့မင်းကအမှကြောက်ယူတော့ချားတယ် ဟုတ်တယ်